အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာစားစာတွေကိုချက်ဖို့ဆိုလို့ရှိရင်ချက်သွန်ဒီချက်သွန်ဖြူမြူပြီးနဲ့ဟိခတ်မွေးကြိုင်နေလိုပါတယ်ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတွေကိုတီးဖို့ထူဖို့ထောင်းဖို့လိုပါတယ်အဲကြောင့်မြန်မာဟင်းကောင်းချက်ဖို့ဆိုလို့ရှိရင်ဒါမျိုးတွေကိုထူထောင်းစာမလို့ပဲဟင်းကောင်းတစ်ခွက်ချက်နိုင်တဲ့ဆွဲစုံသုံးဟင်းချက်နှိမ့်မို့တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာအဲ့ဒီဟင်းချက်နှိမ့်မို့ကဘာလဲဆိုလို့ရှိရင် A1 Family မိသားစုကနေပြီးတော့မှထုတ်လုပ်ထားတဲ့ရွှေနန်းဆောင်နန်းတွင်းအရသာဆွဲစုံသုံးဟင်းချက်မုံပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အိမ်ဒီမှာဆိုလို့ရှိရင်ရွှေနန်းဆောင်နန်းတွင်းအရသာဆွဲစုံဟင်းချက်မှုတ်ရှိုံနဲ့ဒီလိုမျိုးကျွန်တော်တို့မြန်မာဟင်းမျိုးစုံကိုချက်နိုင်ပါတယ်ခင်ဗျာရွှေနန်းဆောင်နန်းတွင်းအရသာဆွဲစုံသုံးဟင်းချက်မှုတ်နဲ့ဘလိုဟင်းမျိုးတွေကိုချက်လို့ရတယ်လို့ရှိရင်ကြက်သားဝက်သားပင်လယ်စာနဲ့ဟင်းသီးရဲ့မျိုးစုံကိုချက်စားနိုင်ပါတယ်ခင်ဗျာအဲ့ဒါအပြင်သမင်းကြော်နဲ့ခောက်ဆွဲအမျိုးမျိုးကိုလည်းလုပ်စားနိုင်ပါတယ်ဟင်းမချက်တတ်ရင်တောင်မှရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံသုံးဟင်းချက်မှုံကိုအိမ်မှာရှိုံနဲ့ဟင်းကောင်းကောင်းကိုစားနိုင်မှာဖြစ်ပါတယ်နော်ရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံသုံးဟင်းချက်မှုံကိုအသုံးပြုပြီးတော့ဟင်းချက်ကြီးပေါင်း30ကျော်ကိုကျွန်တော်ကချက်ပြပေးမှာဖြစ်တဲ့အတွက်ကြောင့်အပတ်စဉ်ကြာလာပရိနဲ့စနေနေ့ကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ပြောကြပါရစေနော်